ကျွန်တော် style ကပို့ပြီးတော့နေရာလူဆိုဦးစားပေးတယ်ကားကြည့်ပေးရတာတကယ်ကိုကျွန်တော်စေတနာအပြည့်နဲ့ကိုဝယ်တယ်လို့မျိုးဟိုသေးသလားစစ်ဆေးပြီးတော့ကျွန်တော်သေးတာစေတနာလည်းပါအောင်စေတနာရှင်းထားပြီးတော့ကျွန်တော်လိုက်စစ်ပေးပါတယ်အကူရောညီနဲ့ဒီလုပ်ငန်းဒီ process တစ်ခုလုံးမှာအခုအနေနဲ့စိတ်တိုင်းမကြရပါရှိရင်လည်းပုံပွင့်လင်းလင်းပြောလို့ရတယ်ကျွန်တော်ကောင်းပါတယ်ဒါလေးကကျွန်တော်ပေါ့နော်တထုံမျိုးနေရရင်ကျွန်တော်ဟို online မှာကားကြည့်တဲ့ဟာတွေကိုတွေ့ပြီးတော့ကားလိုက်စစ်ဆေးပေးရတယ်တွေ့ပြီးတော့တထုံမျိုးနေရရင်ပေါ့နော်ဒီအကိုပေါ့ကိုကျော်ပေါ့နော်အကူညီတောင်းတယ်ပေါ့နော်ဖုန်းလေးဆက်ပြီးတော့မော်လမြိုင်ထဲကကြိုတင် booking ယူထားတဲ့အကိုတွေပေါ့နော်အဲ့ဒါအခုကျွန်တော်တေးတာ like စစ်ဆေးပြီးတော့ဒီ Asio 2009 model 1.5 လေးကိုကျွန်တော်တေးတာစစ်ဆေးပြီးတော့ဝယ်ပေးလိုက်ပါတယ်နော်ကားလေးက G grade နဲ့ထွက်ပါတယ် digital aircon တွေပါဖြစ်သွားပါတယ် eco တွေပါသွားတယ်ကားလေးကိုထုံးစံတိုင်းကျွန်တော်ကြည့်တဲ့ပုံစံတိုင်းပဲခေါင်းတွေရှေ့တိုက်ထားလားပါးချမ်းတွေတိုက်ထားလားဆေးဝင်ထားလားဘာလားအကုန်လုံးပေါ့နော်သူ sport တွေဒီ orchid order တွေဒီဂျပန်ကထုတ်တဲ့အတိုင်းမှန်ပေါ့နော်စစ်တယ်ကျွန်တော်ဒီရှေ့ရေတိုင်တန်းတွေအကုန်လုံးဂိုးတိုင်တွေဒီလမောင်းတန်းတွေအကုန်စစ်တယ်ပြီးတော့ဒီခါးတွေပေါ့နော်ဒီခါးအောက်တွေမှာကျွန်တော်တို့ဖြတ်ရဆက်ရရှိမရှိတွေကျွန်တော်အကုန်လုံးတေးကြစစ်ဆေးပေးတယ်ပေါ့နော်ဖြတ်ရတွေဆက်ရတွေပေါ့နော်ဖြတ်ဆက်လောက်ထားလားမလောက်ထားစစ်တပြည့်ကျွန်တော်ဒီတကားတွေပေါ့နော်တကားဟိုဘက်ဒီဘက်တွေပေါ့ဟိုလိုင်းနာတွေကိုကျွန်တော်ခွာပြီးတော့သူ sport တွေချိတ်တွေဒီတကားဘေးတွေကိုဝင်တိုက်ထားလားမတိုက်လားပေါ့နော်ကား body စစ်တယ်ဆိုတော့ပြရှေ့ရနောက်ရဘေးပင်ညာပဲရှိပါတယ်အဲ့တော့ရှေ့ကိုတိုက်ထားလားမတိုက်ထားလားအနောက်ကိုတိုက်ထားလားမတိုက်ထားလားဘေးနှစ်ဖက်လုံးတိုက်ချင်းမတိုက်ချင်းရှိအောင်ကျွန်တော်တေးကြဒီလိုအခုလိုပေါ့နော် online နာတွေခွာပြီးကျွန်တော်တေးကြစစ်ဆေးပေးလိုက်တယ်ပေါ့နော်ပြီးတော့ဒီကောင်ကဒီ SEO တွေမှာကဘယ်လိုဖြစ်လဲဆိုတော့ဒီပြောရရင်တော့ SEO တွေမှာကကျွန်တော်ထိုင်ကုန်အောက်မှာပေါ့နော်ဒီ butter တို့ဘာတို့ total တို့ဘာတို့ reddit တို့ဘာတို့အောက်မှာဒီကောင်ပေါ့ချက်စီရှိရပေါ့နော်အဲ့ချက်စီတွေကဆေးဝင်ထားတာတို့ဆွေးပြီးပြတ်ပြီးလုံနေဒီကောင်အဆင်မပြေဘူးဗျာနော်အဲ့အရာတွေကကျွန်တော်တေးကြစစ်ဆေးပြီးတော့ဝယ်ပေးလိုက်ပါတယ်သူဝယ်တဲ့လူတဲ့စိတ်ချမ်းသာတယ်ကျွန်တော်ဟိုတကူတကလာပြီးတော့လုပ်ပေးရတဲ့အတွက်ကျွန်တော်ဒီနေ့အလုပ်နည်းနည်းရှုံနေတဲ့ဂျားတွေရရင်ဒီမနေ့ပိုင်းမှာ ARV တိုင်းကအကိုတယောက်နဲ့ဒီတထုံနဲ့အကိုတယောက်ကိုကျွန်တော်တေးကြလေးစစ်ဆေးပြီးဝယ်ပေးလိုက်ပါတယ်အဲ့တော့ကားနဲ့ပတ်သက်တာတွေပါမေးစရာရှိရလဲပုံနေမေးလို့ရတယ်လို့ကားဝယ်ခြင်းဒါပဲဖြစ်ရောင်းခြင်းတာဖြစ်အချိန်မေးကျွန်တော်ကိုလမ်းဖုံးဆက်ပြီးတော့အခုညီတောင်းလို့ရပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဒီကိုတွေကတထုံရရင်ကျွန်တော်ကိုကားရှာဖို့အတွက်ပေါ့နော်ဟိုဖုံးဆက်တယ်ဆက်ပြီးတော့ join တယ်ကျွန်တော်လည်းဒီနေ့နည်းနည်းအလုပ်ရှုပ်ရကြတဲ့ရင်ငယ်လူတွေဆိုတော့ကျွန်တော်ပုံစံဟိုပါကျွန်တော် style ကပို့ပြီးတော့နေရာလူဆိုဦးစားပေးတယ်ကားကြည့်ပေးရတာတကယ်ကိုကျွန်တော်စေတနာအပြည့်နဲ့ကိုဝယ်တယ်လို့မျိုးဟိုသေးသလားစစ်ဆေးပြီးတော့ကျွန်တော်သေးတာစေတနာလည်းပါအောင်စေတနာရှင်းထားပြီးတော့ကျွန်တော်လိုက်စစ်ပေးပါတယ်အကူရောညီနဲ့ဒီလုပ်ငန်းဒီ process တစ်ခုလုံးမှာအခုအနေနဲ့စိတ်တိုင်းမကြရပါရှိရင်လည်းပုံပွင့်လင်းလင်းပြောလို့ရတယ်ကျွန်တော်ကောင်းပါတယ်ကားတွေပါဝယ်ခြင်းလင်းခါရင်ရှိတယ်ရောင်းတာကိုဝယ်အောင်အကုန်လုံးတာဝန်ယူပြီးလုပ်ပေးတယ်เนาะအချိန်မြင့်ဆက်သွယ်လို့ရတယ်ကျေးဇူး